ကဲအားလုံးပဲမင်္ဂလာပါဒီမှာကျွန်တော်တကယ်ကြီးနဲ့ကျွန်တော်ဖေမေမှာဒီလိုအပြင်ထွက်ဆိုပြီးကျွန်တော်ထွက်လာပါတော့အောင်မမေရှိပါတယ်အခုဒီဗီဒီယိုကြည့်နေလေဝါနေမယ်လို့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်ဘာမကောင်းလို့ပဲဖီးမကောင်းလို့ကနနာလည်းစားပါပုံလိုက်မကောင်းလို့ပဲအောင်မမေနဲ့ရှိနေဖြစ်ပါတယ်တော့ဖက်တယ်ပါပါအခုဆိုရင်တော့ကျွန်တော်တို့ပုံနည်းနည်းအဝါတယ်နော်ကျွန်တော်ပုံလိုက်တဲ့ကောင်ကျွန်တော်အဖေကတော့ဒီမှာပေါ့နော်အလုပ်တွေမှာစူးစမ်းနေပါတယ်သူ့ရှိရလူကတော့တောင်းကြည့်ဒီလိုလုပ်ခဲ့ပြပြဆက်ပေါ်တယ်အောင်ဒီလိုတော့တော့အဲ့ဒါတော့ဟိုမှာပါနေလို့ဟိုမှာမနေမဦးမေး这我看到我站着，တကယ်ရှိ这个我看到站着， ကြောက် 我来站他。 ကြက်ကြောက်ဆိုရင်ကျွန်တော်တို့ခန်းကိုရောက်ရှိနေဖြစ်ပါတယ်မှာကျွန်တော်ဘေးနားမှာကြောက်တင်နေရှိပါတယ်ကျွန်တော်ဘာကြည့်နေလဲဆိုတော့ဘယ်လိုမြင်ရမယ်ထင်မှာကနဝါကြည့်နေမှာနော်ဒီအောက်ကလူကတော့သူတို့ဈေးရောင်းဝယ်လုပ်နေတာပေါ့နော်ရောအိမ်မှာတော့အစေးပဲကျွန်တော်တို့လည်းပဲဆိုကြောင်းပိတ်လာဆိုတော့ဒါကားစားနော်တို့လည်းကြောင်းပိတ်လို့ဆိုကြောင်းအိမ်သားလုံးနေဟောပြင်းနေပြီချင်းတော့ကျွန်တော်ဒီဗီဒီယိုလုပ်ရအောင်ဒီဗီဒီယိုလုပ်တယ်ဒီဗီဒီယိုလုပ်တဲ့ခါမှာလည်းနည်းနည်းရပြီဖြစ်ပါရင်ဖြစ်ပြီးတော့စိတ်ကျင်းနေပါရဲ့ကျွန်တော်တို့ဒီမှာလည်းအိတ်တယ်ဒီမှာလည်းအစေးစားရဲတောက်တယ်ဘာညာလုပ်တယ်ကျောင်းတငယ်ကြီးပေါ့နော်ကျောင်းတငယ်ကြီးအောင်မြင်ပြီအောင်မြင်ဒီဘက်လဲရ Hello，你看吧， တက်ပြီးလို့တယ်ဒီမှာတော့ကျောင်းတငယ်အောင်မြင်ဒီဗီဒီယိုကလည်းကျွန်တော်3မိနစ်တော့ပဲကျွန်တော်3မိနစ်တော့ပဲကြာမှာတယ်တော်တော်ရေးရရေးကျွန်တော်အချင်းနေတယ် 那我送ဘာလို့လဲတော့နော်ဝါလဲဟိုကောင်းတယ်ဘေးတော့ဟာရတယ်ကျွန်တော်အချင်းအဲ့တော့ရောပြတယ်ရောပြတယ်မရောပြတယ်အမေโอเคကျွန်တော်ဒီဗီဒီယိုတော့ပါပဲကျွန်တော်တကယ်ကြီးနဲ့ဗီဒီယိုလာရတဲ့တော့လာပြပါကဲအားလုံးပဲတက်တာပါမယ် see you ကျွန်တော်နောက်ဗီဒီယိုမှာပြန်ကြကြပါမယ်အမတက်တာ